အမြဲတမ်းတန်ရှင်းမှုအလွန်အမင်းကြိုက်တတ်တဲ့ကျမအမျိုးသားအဲရစ်ကသူ့ကုမ္ပဏီကအလုပ်တင်မလေးအတွက်ပစုံခွန်နှော်ပေးနေတာကိုကျမတွေ့လိုက်ရတယ်။အဲ့ဒီနေရာမှာတင်ကျမဘာမှမပြောခဲ့ပေမဲ့အိမ်ရောက်တဲ့အခါမှာတော့ပစုံတစ်ဆက်ပိတာထုတ်ခိုင်းပြီးအကုန်လုံးကိုသူ့ကိုပဲနှော်ခိုင်းလိုက်တယ်။အဲရစ်ကတော့ကျမတိသွားပြီဆိုတာရိပ်မိသွားတာပေါ့။မော်လီကငငယ်လေးမို့လို့မတိစိတ်ကနေကူညီပေးခြင်းယုံတက်တက်ပါဆိုပြီးသူချက်ချင်းစင်ကြေပေးပေမဲ့ကျမဘာမှနားမထောင်ခဲ့ဘူး။ကျမသူနဲ့လက်ထပ်ခဲ့တာဟာသူ့ရဲ့တန်ရှင်းမှုနဲ့တခြားသူတွေအပေါ်ထားရှိတဲ့စီကံပေါင်းတွေကိုတံမိုးထားလို့ဆိုတာသူသိအောင်ပြောပြလိုက်တယ်။ကျမတို့လက်ထပ်တုန်းကသူ့ကိုပြင်ဆင်ဖို့အခွင့်အရေး၃ချိန်ပေးမယ်လို့ကတိပေးခဲ့ဘူးတယ်။ဒီနေ့မှာတော့သူပထမဆုံးအခွင့်အရေးကိုအလားအတာဖြုံးတီးလိုက်တာပဲသူ့ကိုတတိပေးပြီးတာနဲ့ကျမအခန်းထဲကထွက်လာခဲ့တယ်။ဒါပေမဲ့တလအကြာမှာတော့မိသားစုစပွဲတောက်ပွဲတစ်ခုကိုတွားဖို့သူကျမကိုလာကြိုတဲ့အခါရှေ့ခန်းမှာမော်လီထိုင်နေတာကိုတွေ့လိုက်ရပြန်တယ်။ကျမသူမကိုကားပေါ်ကဆင်းဖို့ခိုင်းတော့မော်လီကအဲရစ်ကိုဝမ်းနဲ့တလူမျိုးကြည့်နေတာပေါ့အဲရစ်ကလည်းဘာမှမပြောရဲတာနဲ့သူမပဲမကြည်မချမ်းနဲ့ဆင်းသွားရတယ်ကျမချက်ချင်းပဲဒေါ်လာ100ထုတ်ပေးပြီးအိမ်ကိုတစီနဲ့ပြန်လိုက်ဖို့မော်လီအိတ်ထဲထိုးထည့်ပေးလိုက်တယ်မော်လီကမျက်ရည်တွေနဲ့အဲရစ်ကိုကြည့်နေပေမဲ့အဲရစ်ကတော့သူမကိုဂရုမစိုက်ရဲပဲကျမနဲ့အတူကားမောင်းထွက်လာခဲ့ရတယ်သူကျမကိုရှင်းပြဖို့ကြိုးစားပေမဲ့သူ့အတွက်နောက်ဆုံးတစ်ချိန်ပဲအခွင့်အရေးကျန်တော့တယ်ဆိုတာကျမသတိပေးလိုက်တယ်မကြခင်မှာပဲကျမတို့ရောက်ခမအိမ်ကိုရောက်သွားကြတယ်ထမင်းစားနေတော့မှရောက်ခမကအလုတ်တင်မော်လီကိုအလုတ်ထုတ်ဖို့ပြောထားပြီးလို့ဆိုလာတယ်ကျမဘာမှတော့မပြောရသေးခင်မှာပဲအဲရစ်ကအဲ့ဒီနေရာမှာတင်ဒေါသတကြီးထပ်ပေါက်ကွဲတော့တာပဲသူ့အမေကသဘောထားကြီးလုံးနေလို့သူဆွဆွဲတော့ရောက်ခမကလည်းသူ့ကိုယ်သူဘယ်သူလဲဆိုတာသိဖို့နဲ့သူကတူးလေးတော့အမွေစားအမွေခံမဟုတ်ကြောင်းပြန်တတိပေးလိုက်တယ်ထမင်းစားပြီးတဲ့နောက်အဲရစ်ကကျမကိုတားပြီးဘာလို့သူ့အမေကိုတွားတိုင်တာလဲဆိုပြီးပြဿနာရှာလာတယ်ဒါကတကယ်ကိုရေးစရာကောင်းလုံးပါတယ်မော်လီအတွက်ဘယ်လောက်ခက်ခဲနေမလဲဆိုတာတွေကိုအဲရစ်ကတွတ်တွတ်ပြောနေတာကြောင့်ကျမစိတ်ရှိနိုင်စွာလုံးဝကုံဆုံးသွားခဲ့ပြီးလက်ထက်လက်စွပ်ကိုချွတ်ပြီးသူ့ရှိမှတင်ကြမ်းပြင်ပေါ်လွှင့်ပစ်လိုက်တယ်အခုဆိုသူ့ရဲ့အခွင့်အရေး၃ချိန်စလုံးကုန်သွားပြီပေါ့ဒါပေမဲ့အဲရစ်ကတော့ကျမကိုတဝင်းတိုးနေတယ်လို့ပဲထင်နေပြီးအိမ်ထဲကနေတကားကိုဝုန်းကနေစောင့်ပိတ်ပြီးထွက်သွားခဲ့တယ်ဒီတတိပေးမှုကသူ့ကိုတင်ငန်းစာရသွားစေလိမ့်မယ်လို့ကျမထင်ခဲ့တာဒါပေမဲ့တစ်ပတ်အကြာမှာတော့ကျမရဲ့လက်ထောက်ကသတင်းစာတစ်စောင်လာပေးတယ်အဲ့ဒီထဲမှာအဲရစ်နဲ့မော်လီတို့ပွဲတစ်ခုကိုအတူတူတက်ရောက်နေတဲ့တပ်ပုံတွေပါနေတာဒါကစစ်ကြေညာလိုက်တာနဲ့တူတူပါပဲအခုတော့ကျမလုံးဝဆုံးဖြတ်ချက်ချလိုက်ပြီးကျမကိုရန်တော်တွေကိုခေါ်ပြီးအဲရစ်ရဲ့ကုမ္ပဏီကိုသွားတဲ့အခါမော်လီကအဲရစ်နားမှာကတ်နေတာကိုတွေ့လိုက်ရတယ်ကျမရောက်လာတာကိုမြင်တော့မော်လီကလုံးဝမကြောက်တဲ့အပြင်အဲရစ်ကသူမကိုကာကွယ်ပေးလိမ့်မယ်လို့ယုံကြည်နေပုံပဲဒါပေမဲ့ကျမချက်ချင်းပဲကိုရန်တော်တွေကိုမော်လီကိုဖမ်းချုပ်ခိုင်းလိုက်တယ်အဲရစ်ရဲ့တုံလုံးနေတဲ့မျက်နှာရှိမှတင်ကွာရှင်းစာချုပ်ကိုထုတ်လိုက်တယ်အခုတော့သူ့အရာအလုံးဆုံးရှုံးရတော့မှာပါ